အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖယ်လကာနီယိုနဲ့ဒီဘတ်တစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဖယ်လကာနီယိုကကျွန်တော်တို့ဒီလာလီဂါမှာဆိုလို့ရှိရင်အဝေးကွင်းကောင်းတဲ့အသင်းလို့ကျွန်တော်ယူဆရမှာပေါ့နော်ဘာလို့ဆိုရင်ဒီကောင်တွေကအဝေးကွင်းမှာဆိုလို့ရှိရင်အပေါ်ကြီးတွေလိုက်ပေးနေတဲ့ကောင်တွေပေါ့နော်အိမ်ဝင်းမှာဆိုတော့ဒီကောင်တွေဘာမှမဟုတ်ဘူးတကယ်ဆိုရင်တော့ဘတ်တစ်ကတော့ကျွန်တော်သိပြီးတဲ့အတိုင်းပဲဒီမန်ယူကအန်တိုနီရောက်လာပြီးတဲ့နောက်ပိုင်းမှာဘတ်တစ်ကအရန်ကိုဖောင်ကောင်းတဲ့အသင်းဖြစ်ပါတယ်ဒီညမှာဘလက်ကာညုံနဲ့ဒီဘတ်တစ်ပွဲကိုဘတ်တစ်ဘက်ကဒီစီကြီးရပါတော့နည်းနည်းလေးဟိုဖွင့်လှစ်ထားပြီးတော့ဘလက်ကာညိုရုံးကန်ရမယ့်အနေထားလေးတွေပြနေပါတယ်နော်ဒီဘက်ကျွန်တော်စိတ်ဝင်စားတာကျွန်တော်ဂိုးပေါင်းကြီးဗျာနော်ကြီးအရန်နုတယ်ဗျာဒီနှစ်တင်းလုံးကဂိုးရနိုင်တဲ့အနေထားမှာဒီသုံးဂိုးဆိုအပြီးဝဖြိုအကွင်းရမယ်ဆိုတော့ကြီးကဘလို့မှလက်သင့်ခံနိုင်တယ်မရှိဘူးကျွန်တော်တော့ဂိုးအောက်ကိုပဲဒီတော်တော်လေးကြိုက်ပါတယ်ဗျာနော်